ပြုလုပ်ရလွယ်ကူပြီးတော့အားလုံးပဲလိုက်လို့စားနိုင်တဲ့ကျွတ်ရွရွလေးနဲ့အရန်စားလို့ကောင်းတဲ့ကြွကြော်ကြော်နည်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ဒီနည်းလေးကတော့ဈေးဘိုးလည်းအရန်သက်သာတဲ့အတွက်လိုက်လို့စားကြည့်စီချင်ပါတယ်အရင်ဆုံးကြက်သားလေးတွေကိုရတာနေဖို့အတွက်ကြက်သားမုတ်လေးထည့်မယ်ခရုစီလေးထည့်မယ်စီမွေးငွေကောင်းလေးထည့်ပြီးတော့နာလေးသမတော့အောင်စုပ်နေပေးထားလိုက်ပါမယ်ကြက်သားကြော်ဖို့အတွက်အကြော်မုတ်တော့ရွှေလင်းပြတစ်ထုပ်ကိုပဲအသုံးပြုပေးထားပါတယ်စားလေးနဲ့ငယ်ထည့်မယ်စော်ဒါလေးနဲ့ငယ်ထည့်ပြီးတော့တမတော့အောင်မှုထားလိုက်ပါမယ်ရတာနေထားတဲ့ကြက်သားလေးတွေကိုခုလိုမျိုးအကျော်မုံလေးနဲ့နာလေးနှံ့သွားအောင်လို့နေပေးရမှာဖြစ်ပါတယ်ခုလိုနှံ့သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေခဲရည်လေးနဲ့စိမ်ပေးရမှာဖြစ်ပါတယ်ရေခဲမရှိဘူးဆိုလို့ရှိရင်လည်းရိုးရည်နဲ့ရပါတယ်ခုလိုမျိုးအကျော်မုံနဲ့နှက်ဆက်အောင်နေပြီးပြီဆိုလို့ရှိရင်တော့ရေခဲတွေကိုခဏလေးစိမ်ပြီးတော့ပြတ်စေပါမယ်ဆယ်ပြီးတဲ့ကြက်သားလေးတွေကိုလည်းနောက်တဲ့အကျော်မုံတစ်ထပ်နေပေးရမှာဖြစ်ပါတယ်ဒီနည်းလေးနဲ့ပဲ2ကြိမ်3ကြိမ်လုပ်ပေးလို့ရပါတယ်ကိုကအပြင်သားကျွတ်ကလေးထူထူလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့3ကြိမ်လောက်လုပ်လို့ရပါတယ်မုန်းနဲ့ပပလေးနဲ့ကျွတ်ကလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့2ကြိမ်လောက်နဲ့လုပ်ပေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ3ကြိမ်လုပ်ပေးထားပါတယ်မုန်းနဲ့ကတော်တော်ထူထူလေးနဲ့ကျွတ်လဲကျွတ်တယ်ပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ်ကဲခုလိုမျိုးလေး3ကြိမ်လောက်ရေစိမ်လိုက်မုန်းနဲ့ကလိုက်လုပ်ပေးပြီဆိုလို့ရှိရင်တော့စီနှဲငယ်ပူတဲ့ထက်မှာမီအေးလေးနဲ့ခုလိုမျိုးရွှေရောင်တန်းတဲ့အထိကြော်ပေးရမှာဖြစ်ပါတယ်ဂျုံမုံကောင်းကောင်းလေးအကျော်မုံကောင်းကောင်းလေးနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ KFC လိုပုံစံမျိုးလေးထွက်ပါတယ်ခင်ဗျာဒါလေးကတော့အခုအပြင်သားကျွတ်ကလေးနဲ့အရန်စားလို့ကောင်းတဲ့ကြက်ကြော်လေးဈေးနှုန်းတက်တာနဲ့လှုပ်စားလို့ရမယ့်နည်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအရန်လေးကျွတ်ပါတယ်စားလို့လည်းအရန်ကောင်းပါတယ်ခင်ဗျာအားလုံးလည်းလှုပ်စားကြည့်ကြပါအောင်နော်မင်္ဂလာပါဗျာဒီနေ့မှာတော့ကြက်သားကိုပုံမှန်ချက်စားနေကြအတိုင်းရိုးနေပြီဆိုလို့ရှိရင်တော့ဒီနည်းလေးကိုကြည့်ပြီးတော့လိုက်ချက်စားကြည့်ပါအရန်ဟိုမှာထမင်းစားလို့မေးစမှာဖြစ်တယ်လို့ကြော်ရချက်ရတာလည်းအရန်ဟိုမှာလွယ်ကူတဲ့ဟင်းလေးဖြစ်ပါတယ်အရင်ဦးဆုံးကြက်သားလေးကိုအနေတော်လေးတုံးပြီးတော့ရေစစ်သက်စီပြီးဆိုလို့ရှိရင်စားစနွဲရတာနေပြီးတော့ခုလိုမျိုးလေးကျွတ်သွားအောင်လို့ကြော်ပေးရပါမယ်အရန်ကျွတ်စရာမလိုဘူးပေါ့နော်အနေတော်အသားကျက်အောင်လောက်ကြော်ပေးထားလို့ရှိရင်ရပါပြီသားလေးကိုချက်ပြီဆိုလို့ရှိရင်တော့အနှစ်ချက်ဖို့အတွက်ကြက်သွန်နီပပလေးထားမယ်ခဲညင်နီပပလေးထားမယ်ဒါကတော့ကမွန်းချင်လေးပါထစ်ချက်မှာဖြစ်ပါတယ်ပုံမှန်စားနေကြအတိုင်းမဟုတ်ဘဲနဲ့ကမွန်းချင်လေးပါတဲ့အတွက်ချင်းချင်းလေးနဲ့ရတာအရင်စားလို့ကောင်းပါတယ်စီပူပူထဲမှာဟင်းနဲ့ချက်ပူပါပစ္စည်းအားလုံးထည့်ပြီးဆိုလို့ရှိရင်တော့စွန်းမုံလေးနင်းငယ်ထည့်မယ်အယောင်တင်မုံလေးနင်းငယ်ပါထည့်လိုက်ပါမယ်ဒီနေရာမှာအယောင်မကြိုက်လို့အယောင်တင်မုံမထည့်လဲရပါတယ်ပါပစ္စည်းအားလုံးကိုခုလိုမျိုးနာလေးလုံးပြီးဆိုလို့ရှိရင်တော့အရသာအတွက်စက်သားမုံလေးထည့်ပါမယ်ခင်ဗျာဒီမှာအချုံမုံသုံးလို့ရှိရင်သုံးပြလို့ရပါတယ်ဒါလေးကတော့ကျွန်တော်အဆက်စားခြင်းတဲ့အတွက်ငွေသီးခွဲချမ်းလေးနင်းငယ်ထည့်ပါမယ်ငွေသီးအစိမ်းနှောက်ကိုညှက်ပြီးထည့်လေရတယ်ပေါ့နော်ကျွန်တော်ကတော့ငွေသီးခွဲချမ်းပဲသုံးပြလိုက်ပါတယ်ခုလိုမျိုးနှစ်ဆက်မှုပြီးဆိုလို့ရှိရင်တော့ရေလေးရဲ့နင်းငယ်ထည့်ပါမယ်ရေလေးကိုတော့အများကြီးမထည့်ဘဲနဲ့ဟင်းနှစ်ရလောက်တဲ့အနေထားဒီပဲကျွန်တော်တို့ထည့်ပြီးတော့တမတော့အောင်မှုလိုက်ပါမယ်မှုတဲ့နေရာမှာကျွန်တော်ရတာလေးနင်းငယ်ပေါ့နေလို့ငပြားလေးသုံးလိုက်ပါတယ်စားသုံးခြင်းလေးရတယ်ပေါ့နော်ငပြားကြီးကျတော့အနက်လေးပို့ပြီးတော့မှုပါတယ်ရေထည့်ပြီးလို့တမတော့အောင်မှုပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြော်ထားတဲ့ကြက်သားလေးထည့်ပြီးတော့နာလေးလုံးပေးလိုက်ပါမယ်ကြက်သားနဲ့ဟင်းနှစ်နဲ့တစ်ထက်တည်းကြပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေးနင်းငယ်ထည့်ပြီးတော့တမတော့အောင်မှုမယ်မှုပြီးဆိုလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့ရေလေးနင်းငယ်ခန်းအောင်ပြန်ချက်ပေးလိုက်တာနဲ့ကြက်သားမမအေးလေးနဲ့အရန်စားလို့ကောင်းတယ်ကြက်သားဟင်းနှစ်ကလေးနဲ့ရပါပြီခင်ဗျာ